edit B မှာက sunscreen 3မျိုးရှိတယ် edit B ရဲ့ sunscreen တွေအကုန်လုံးဒီကျမတို့ PA+ 4လုံးပါတယ် sunscreen SPF ကလည်း50ပါတယ်အတွက်ကြောင့်ပုံမှန်အခုနွေရာသီအတွက်ကတော့ကျမတို့အပြင်မှာ3နိုင်4နိုင်လောက်ကတော့ AC နေအောင်ကြီးကိုတေချာကာကွယ်ပေးနိုင်တယ်အဲ့တော့ဒီထဲမှာသူ့ရဲ့တာလုံးဒီပုံမှန်ထက်ပေါ့နော်ပို့ပြီးတော့လူစိတ်ဝင်စားပြီးတော့လူတိုင်းကြိုက်မဲ့အချက်ကတော့ gel texture နဲ့လာတဲ့ sunscreen လုံးဝ gel texture အဲ့တော့ဖြစ်ပါ try ပြမယ် तू က gel texture ဆိုတာ तू ကတော့အဓိကsunscreen ကိုမှ serum type လို့ပြောတာပေါ့နော်အဲ့တော့ကျွန်မအရင်ဆန်းပြကျင်နေပါပြီကျွန်မဆန်းပြပါမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ညှစ်ချလိုက်တဲ့အချိန်ကိုကျွန်မဒီပုံမှန်အိမ်မှာလိမ့်နေတဲ့ serum ကြီးကိုသွားပြမြင်တယ်သူ့ရဲ့ texture တကယ်ကို serum texture serum ကိုမှ jelly လေးတွေရောထားတဲ့ texture မျိုးဖြစ်ပါတယ်သုံးလိုက်တဲ့အချိန်မှာမျက်နှာပေါ်မှာလေအေးမြနေအောင်ခံစားရတယ်ပြီးတော့ဒီအစိမ်းရောင်လေးကသူ့ရဲ့အနှံ့လေးတစ်မျိုးရှိတယ်အဲ့လိုမျိုး mid D နှံ့လို့ဘာလို့လေးပေါ့နော်အဲ့တော့ဒါကတော့ all skin type သုံးလို့ရတယ်ပြီးတော့ तू က Sika Centella ပါတဲ့ sunscreen ဖြစ်တယ်အဲ့တော့ဝက်ချန်သမားတွေအစီပြန်တဲ့သူတွေအတွက်ထုတ်ထားတဲ့အစိမ်းရောင်လေးပါအဲ့တော့ဒီဥစ္စာကဒီမျက်နှာ sunscreen ရွေးတဲ့အခါမှာကိုကဝက်ချန်ထွက်တဲ့လူမို့လို့ကျမတို့ကအရန် sunscreen မလိမ့်ရဲဘူးဝက်ချန်တွေပိုထွက်တယ်ဆိုတဲ့လူတွေရှိကြတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ဖြိုးပါကဒီအစိမ်းရောင် Sika sunscreen လေးကို try ကြည့်စေချင်ပါတယ်အဲ့ဒါအပြင်ကဲ okay ကျမတို့က dry skin အသားရည် glow ခြင်းနဲ့ဒါမှမဟုတ်ကျမတို့ကမျက်ကွင်းညိုတယ်ဒါမှမဟုတ်ကျမအသားရောင်ကအရန်ဝါနေတယ်အရန်နီးနေတယ်အရန်ခရမ်းရောင်ဖြစ်နေတယ်ဆိုတဲ့လူသားတွေအတွက်သူကကြတော့ဒါက tone up sunscreen လေးတွေဖြစ်ပါတယ် tone up sunscreen ကိုမှလေကျမတို့အရင်တော့လို့ထူထူလေးပြည့်ကြီးမဟုတ်ဘူးเนาะ serum texture အစစ်မှန်မှာမလိမ့်ပါဘူးလုံးဝမလိမ့် cream texture မဟုတ်တာအဲ့တော့ဖြိုးပါထည့်တာတော့နည်းနည်းများသွားပြီအားလုံးပြချင်လို့ဒီမှာတဖြည်းနဲ့ तू ကအရည်လေးလို့စီးကျသွားတာအားလုံးတွေ့လိမ့်မယ်ဘာဖြစ်လို့ဆိုတော့သူ့ရဲ့ texture လုံးဝ gel serum texture အနီးကပ်ကြည့်မယ်ဆိုရင်အထဲထဲမှာ coloring လုပ်ပေးတဲ့ molecule လေးတွေပါတယ်အဲ့ခါကျတော့ဖြိုးပါတော့ဒါလေးကိုတေချာဖြန့်လိုက်မယ်ဆိုရင်ဖြန့်မယ်တေချာတော့လိမ့်ပေးပေါ့နော်အချိန်လေးတော့ပေးအသားရည် skin care တွေအကုန်လုံးပြီးသွားပြီနောက်ဆုံးစစ်မှာလိမ့်ရမှာဖြစ်ပါတယ်အဲ့ဒါပြီးရင်တော့ပြောလို့ဖြန့်လိမ့်ပေးနေတဲ့အချိန်မှာသူ့ရဲ့ဒီပန်းရောင်ပေါ့နော် peach color molecule လေးတွေကနေပြီးတော့မျက်နှာအသားရည်ကိုထုံးတက်သွားစေမှာဖြစ်ပါတယ်သုံးထားတဲ့ခါမှာလဲလက်ကကြည့်လိုက်အဲ့လိုမျိုးအလင်းကွာသွားတယ် natural ဆန်တာပေါ့နော်အဲ့တော့ peach အနှံ့လေးလဲဒီဥစ္စာဟုတ်တယ်နာဆင်းမိုက်နဲ့ peach နဲ့ပါဝင်တဲ့အတွက်ကြောင့်နာဆင်းမိုက်ကြောင့်လဲကိုကနေရောင်ကြောင့်အမဲဆက်လေးတွေအဆက်ပြောက်လေးတွေအမာရွတ်လေးတွေရှိနေရဆိုလို့ရှိရင်လဲရေရှည်ဆွဲသုံးမယ်ဆိုလို့ရှင် fake ဖြစ်သွားမယ်အဲ့တော့ sunscreen သုံးတဲ့ခါမှာ sunscreen သုံးရမှာမကြိုက်ဘူးဆိုတဲ့ခံစားချက်မျိုးမရှိဘဲနဲ့နေ့တိုင်း sunscreen သုံးဖြစ်စေမဲ့ sunscreen လေးတွေဖြစ်ပါတယ်အဲ့တော့ဒါကဝက်ချန်ထွက်တဲ့သူတွေအတွက်ဒါအသားကြည့်ပြီးဖြူလာခြင်းတဲ့သူတွေအတွက်နောက်တစ်ခုရှိသေးရဲ့ဒါကသူတို့ရဲ့ခရမ်းရောင်လေးပေါ့နော်ဒီခရမ်းရောင်လေးကကြတော့သူကအဲ့လိုမျက်နှာကလေအချို့လူတွေဆိုအသားရောင်မညီတာမျိုးပေါ့ဥပမာအသားကညစ်နွမ်းပြီးနေလောင်ထားလို့မျက်နှာအချို့နေရာတွေဝါနေရအချို့ဆိုလို့ရှိရင်အချို့လူတွေမျက်နှာတုံးကအဲ့လိုလေးဘယ်လိုခေါ်မလဲ discoloration ဖြစ်ပြပါတော့မျက်ကွင်းသားတွေခရမ်းရောင်အရန်ဖြစ်နေတဲ့သူတို့ပန်းရောင်ရမ်းဖြစ်နေတဲ့သူတို့ဒါမျိုးလူတွေအတွက်ကိုက make up အောက်မှာလဲလိမ့်ချင်တယ်အသားရည်ကို skin tone ကိုပြန်ပြီးတော့ညှိချင်တယ်ဆိုလို့ရှိရင်ဒီအရောင်လေးကိုရွေးလို့ရပါတယ်သူတို့အကောင်လုံးက gel texture ချစ်စရာလေးမိုးချီလေးနဲ့တူလိုက်တာဒီမှာဆိုလို့ရှိရင်သူ့ရဲ့ဒီမှာ gel serum texture လေးဖြစ်တယ်အဲ့တော့ပြပါတော့တခါတည်းဖြန့်မယ်ပေါ့နော်သူကကြတော့ခုနပြောသလိုပဲပြောလို့မျက်နှာပေါ်မှာအသားရောင်မညီတဲ့သူတွေအရန်ဝါနေတဲ့သူတွေအရန်အဲ့လိုပန်းဟုတ်တယ်ဝါရဲဆိုတာတက်လို့မျက်နှာအသားရောင်မညီဘူးချို့ဆိုမျက်ကွင်းညိုတာပေါ့မျက်ကွင်းညိုတဲ့သူတွေအတွက်ဆိုလို့ရှိရင်အဲ့နာတစ်ဝိုက်ကိုတေချာသုံးရတယ် skin ကိုskin tone ကိုပြန်ပြီးတော့color correcting လုပ်ပေးတဲ့ effect နဲ့ထုတ်ထားတာပေါ့နော်။ तू ကခုနကတော့ဒီပန်းရောင်နဲ့မတူဘဲနဲ့ तू ကကြတော့လေပို့ပြီးတော့အပြာတုံးဘက်အပြာတို့ခရမ်းတို့တုံးဘက်သွားတော့ပို့ပြီးတော့အဖြူဘက်ကိုပို့သွားတယ်ပေါ့နော်။ဒီမှာဖြူဘက်ဖြန့်ပြီးလိမ့်လိုက်တဲ့အချိန်မှာ तू ကမျက်နှာပေါ်မှာတေချာလေးလိမ့်မယ်ဆိုလို့ရှင် तू ပို့ပြီးတော့ white ဖြစ်သွားအောင်ပို့ပြီးတော့ skin balancing ပြန်ဖြစ်သွားအောင် skin color balancing ပြန်ဖြစ်သွားအောင်လုပ်ပေးတဲ့ color ဖြစ်တယ်ထူးခြားတာတစ်ခုကဒီ sunscreen တွေအကုန်လုံးဒီတော်တော်လေး glowy ဖြစ်တယ်ဖြန့်ရတာလွယ်တယ်တေချာတာတော့ make up အောက်မှာလိမ့်မယ်ဆိုလို့ရှိရင် make up သားမကွက်ဘူး make up သားကိုတော့ပြန်ပြီးတော့ဒီအဓာလေးသုံးမယ်ဆိုလို့ရှိရင် make up သားကိုပြန်ပြီးတော့ညှိပေးမယ်ထဲမှာပါတယ်ကောင်လေးတွေဆိုလို့ရှိရင်တော့ကျမကဒီအစိမ်းရောင်လေးသုံးစေချင်တယ်ကောင်လေးတွေမဟုတ်ပါဘူးဥမာကျမပေါ့ကျမဆိုလို့ရှိရင်ဒီစိမ်းရောင်သုံးပါဘာလို့ဆိုပြောဝက်ချန်ထွက်တဲ့အသားရည်ကိုအဲ့တော့ကိုက teenager လေးတွေဖြစ်တယ်ဝက်ချန်လေးထွက်တတ်တယ်ဆိုရင်ဒီစီကာပါတဲ့ဟာလေးသုံးလို့ရတယ်သူကကာလာမပါဘူးကာလာအကြည်လေးဖြစ်ပြီးတော့ကိုကဝက်ချန်ထွက်တတ်တဲ့အသားရည်တွေထုတ်ထားတဲ့ sunscreen တီးတန့်ရှာနေတယ် gel texture လေးလိုချင်တယ်
သုံးကျင်တယ်ဆိုလို့ချင်းဒါသုံးပါပြီးရင်ကိုကຫນွေမှာရှောက်လည်မယ်ဟိတမျိုးတည်းသုံးပြီးတော့လှချင်တယ်ဆိုလို့ချင်းအိတ်ထဲမှာလည်းဆောင်းသွားပြီးတော့ခဏခဏထက်ချက်လုပ်လို့ရတဲ့မိတ်ကပ်သားလေးလိုဖြစ်သွားမယ်ဒီပန်းရောင်လေးသုံးလို့ရတယ်လို့ကိုယ့်ရဲ့မျက်နှာက skin color ကို skin ကို color တုံးလေးပြန်ညှိချင်တယ်အသားရည်ကိုတိတတနဲ့ဝင်းချင်တယ်ဆိုလို့ရှိရင်တော့ခရမ်းရောင်လေးသုံးလို့ရပါတယ်